green screen ဖြောက်ပြီးတော့ edit လုပ်နည်းကို VN software လေးနဲ့ကျွန်တော်လုပ်ပြမှာပဲဖြစ်ပါတယ်။လိုအပ်တဲ့ပုံတွေဗီဒီယိုတွေကို download ဆွဲဖို့အတွက် Chrome ထဲကိုဝင်လိုက်ပါ။ Chrome ထဲမှာ Pixabay လို့ရိုက်ရှာလိုက်ပါ။ဒီ website လေးထဲကိုဝင်လိုက်ပါ။ Grab background ဆိုပြီးတော့ရိုက်ရှာလိုက်ပါ။ဒါဆိုရင်မျက်ပုံလေးရလာပါပြီ။ကျွန်တော်ကဒီပုံလေးနဲ့လုပ်ပြမှာပဲဖြစ်ပါတယ်။ဒီပုံထဲကနွားတွေကို remove object နဲ့ဖျောက်ပြီးတော့လုပ်ပြမှာပဲဖြစ်ပါတယ်။ကိုလုပ်ချင်တဲ့ background ပုံကို download ဆွဲလိုက်ပါ။ပြီးရင် search bar ကိုနှိပ်လိုက်ပါ။ဒီ photo ဆိုတဲ့နေရာမှာဗီဒီယိုလို့ပြောင်းပြီးတော့ search bar မှာ green screen ဆိုပြီးတော့ရိုက်ရှာလိုက်ပါ။ဗီဒီယိုလေးတွေကြာလာပါပြီ။ဒီမှာကိုလုပ်ချင်တဲ့ဗီဒီယိုကိုရှာလိုက်ပါ။ဒီဗီဒီယိုတွေက copyright လွတ်ပါတယ်။လိုချင်တဲ့ဗီဒီယိုရပြီဆိုရင်အဲ့ဒီဗီဒီယိုကို download ဆွဲလိုက်ပါ။ download ဆွဲမယ်ဆိုရင်ဒီ download ကိုနှိပ်ပြီးတော့ဒီမှာကိုလိုချင်တဲ့ resolution ကိုရွေးချယ်လိုက်ပါ။ resolution ရွေးချယ်ပြီးပြီဆိုရင်အောက်က download ဆိုတာလေးကိုနှိပ်လိုက်ရင်ရပါပြီ။ sound effect တွေလိုပါသေးတယ်။ sound effect တွေ download ဆွဲဖို့အတွက်ဗီဒီယိုဆိုတဲ့နေရာမှာအောက်က sound effect ဆိုတာလေးကိုရွေးချယ်လိုက်ပါ။ပြီးရင်ကိုလိုချင်တဲ့ sound effect ကိုဒီမှာရိုက်ရှာလိုက်ပါ။ဒီမှာကိုလိုချင်တဲ့ sound effect တွေကိုဘေးက download ဆိုတာလေးကိုနှိပ်ပြီးတော့ download ဆွဲနိုင်ပါတယ်။လိုအပ်တဲ့ကုန်ကျန်းတွေ download ဆွဲပြီးပြီဆိုရင် VN ဆိုတဲ့ software လေးတွေကိုဝင်လိုက်ပါ။အောက်ကအပေါင်းလက္ခဏာလေးကိုနှိပ်လိုက်ပါ။ပြီးရင် new project ဆိုတာလေးကိုနှိပ်ပေးပါ။ video base နဲ့ music base ဆိုပြီးတော့ပြနေပါလိမ့်မယ်။ music base ဆိုတာက music ကိုအခြေခံပြီးတော့ video edit လုပ်တာပါ။ video base ဆိုတာက video နဲ့ edit လုပ်တဲ့ဟာပဲဖြစ်ပါတယ်။ကျွန်တော်က video နဲ့ edit လုပ်မှာဖြစ်တဲ့အတွက် video base ကိုရွေးချယ်ပြီးတော့ save ကိုနှိပ်လိုက်ပါ။ဒီနေရာကိုရောက်ပြီဆိုရင် background photo ကိုအရင်ထည့်ရပါမယ်။အဲဒါကြောင့်ခုနက download ဆွဲထားတဲ့ background ပုံကိုရွေးချယ်ပြီးတော့ထည့်ပေးလိုက်ပါမယ်။ဒီမှာအပေါ်က original ဆိုတဲ့နေရာကိုနှိပ်ပြီးတော့ကိုလိုချင်တဲ့ ratio ကိုကြိုက်သလိုရွေးချယ်နိုင်ပါတယ်။ကျွန်တော်က YouTube မှာတင်မှာဆိုတော့16:9 ကိုရွေးချယ်လိုက်ပါမယ်။ဒါဆိုရင် YouTube နဲ့အန်ကိုက်ဖြစ်သွားပါပြီ။ Directed by input တိုင်တဲ့ဆိုတာလေးကိုဖျက်ပေးလိုက်ပါ။ကိုထည့်ထားတဲ့ပုံလေးကိုထောက်ပြီးတော့ကိုလိုချင်တဲ့အချိန်ကိုတိုးလို့ရပါတယ်။စက္ကန့်20ကြာအောင်ကျွန်တော်တိုးလိုက်ပါတယ်။ခုနကကျွန်တော် download ဆွဲလာတဲ့ dinosaur green screen ဗီဒီယိုကိုဒီထဲမှာထည့်ရပါမယ်။ဒီဓာတ်ပုံနေရာလေးကိုနှိပ်လိုက်ပါ။နှိပ်ပြီးရင် photo ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါ။ပြီးရင်ခုနက download ဆွဲလာတဲ့ဗီဒီယိုကိုရွေးချယ်ပေးလိုက်ပါ။ဒါဆိုရင် dinosaur ဗီဒီယိုရောက်လာပါပြီ။ dinosaur ရဲ့နောက်ကအစိမ်းရောင်ကိုဘယ်လိုဖျောက်မလဲဆိုရင်ဒီ dinosaur ပုံကိုနှိပ်လိုက်ပါ။နှိပ်ပြီးရင်ဘေးဘက်ကိုနည်းနည်းရွှေ့လိုက်ပါ။ဒီဘက်တော့မှာ chroma ဆိုပြီးတော့ရှိပါတယ်။အဲ့ဒီ chroma ကိုနှိပ်လိုက်ပါ။နှိပ်ပြီးရင်ဒီအပေါင်းလက္ခဏာလေးကိုအစိမ်းရောင်ပေါ်ကိုတင်လိုက်ပါ။ဒါဆိုရင်နောက်က background ကိုဖျောက်ပြီးသွားပါပြီ။ဗီဒီယိုလေးကိုဖွင့်ကြည့်ရအောင်။ဒိုင်လွန်စောကတနေရာထဲမှာပဲလမ်းလျှောက်နေပါတယ်။အဲ့ဒီဒိုင်လွန်စောကိုလမ်းလျှောက်ပြီးရွေးသွားတဲ့ပုံစံလုပ်မယ်ဆိုရင်တော့ဒိုင်လွန်စောကိုဘေးနားကိုရွှေ့လိုက်ပါ။ရွှေ့ပြီးရင်အစနားမှာဒီ key frame ဆိုတာလေးကိုနှိပ်လိုက်ပါ
နှိပ်ပြီးရင်ဗီဒီယိုလေးကိုနည်းနည်းရွှေ့လိုက်ပါအောက်ကဗီဒီယိုကိုရွှေ့တဲ့အချိန်မှာဒီဒိုင်လွန်စောကိုလည်းရွှေ့ရပါမယ်ရွှေ့တဲ့အချိန်မှာသူက key frame ကို auto ထည့်ပေးပါလိမ့်မယ်လမ်းလျှောက်တာနည်းနည်းနီးလာလေဒိုင်လွန်စောကိုနည်းနည်းကြီးပေးရမယ်ဗီဒီယိုလေးကိုရွှေ့လိုက်ဒိုင်လွန်စောလေးကိုနည်းနည်းရွှေ့လိုက်ပြီးတော့ဒိုင်လွန်စောလေးကိုနည်းနည်းကြီးပေးလိုက်ကြီးပေးတယ်ဆိုတာကဒိုင်လွန်စောလမ်းလျှောက်လို့ရှိရင်အရှိကိုရောက်သွားလို့ရှိရင်ဖုန်းစကရင်နဲ့ပိုနီးလာပါလိမ့်မယ်အဲ့ဒါဆိုရင်ပိုပြီးတော့သဘာဝကျအောင်ဒိုင်လွန်စောကိုကြီးပေးတာပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုနည်းနည်းရွှေ့လိုက်ဒိုင်လွန်စောလေးကိုနည်းနည်းရွှေ့လိုက်အဲ့လိုမျိုးလေးတွေလုပ်ပေးရပါမယ်key frame တွေထည့်ပြီးပြီဆိုရင်ကိုယ့်ရဲ့ဗီဒီယိုကတေချာလားမတေချာလားဆိုတာကိုတစ်ချက်ဖွင့်ကြည့်လိုက်ပါကျွန်တော်ကဥပမာအနေနဲ့ပဲလုပ်ပြတာပဲဖြစ်ပါတယ်မိတ်ဆွေတို့ကအခုလိုမျိုး green screen တွေကို download ဆွဲပြီးတော့ကိုယ့်ဘာကိုစိတ်ကြိုက်ပြင်ဆင် edit လုပ်လို့ရပါတယ်ကျွန်တော်အဓိကပြောပြခြင်းတဲ့အကြောင်းအရာကရုပ်ရှင်ထဲမှာအသုံးပြုတဲ့ green screen တွေကိုဘယ်လိုအသုံးပြုရလဲဆိုတာကို video edit လုပ်တဲ့ editor တွေသိရှိအောင်လို့ကျွန်တော်နည်းနည်းရှင်းပြတာပဲဖြစ်ပါတယ် video edit လုပ်တဲ့အခါမှာ green screen တို့ key frame တို့ဆိုတာကအဓိကအရေးပါပါတယ်အရေးကြီးပါတယ်ဒါကြောင့်မိတ်ဆွေတို့ကိုဒီဒိုင်လွန်စောလုံးနည်းလေးနဲ့ကျွန်တော်ဥပမာပေးပြီးတော့ပြောပြတာပဲဖြစ်ပါတယ်ဒီလောက်ဆိုရင် green screen ဘယ်လိုအသုံးပြုရလဲဆိုတာကိုမိတ်ဆွေတို့သိရှိသွားလောက်ပြီလို့ကျွန်တော်မျှော်လင့်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းအခုလိုမျိုး video edit နည်းပညာတွေကိုမျှဝေပေးအောင်မှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ပြီးတော့ဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားဖို့တောင်းဆိုချင်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် like and share လေးလုပ်ပေးဖို့မမေ့ကြပါနဲ့အားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်